ကျွန်တော်တို့ကတော့ဆုံးရှုံးမှုတွေကိုပြန်လိုချင်လို့တိုက်ပွဲဝင်တာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဆုံးရှုံးသွားတဲ့ဟာကိုပြန်ရဖို့ဆိုရင်တော့နိုင်အောင်တိုက်ရပါမယ်။ရမ်းနဲ့ပို့ရှော့ပြရဲစကားနော်။အဲဒါဆိုရင်ပို့ရှော့အင်တာဗျူးတဲ့အစီအစဉ်လေးတွေအများကြီးထည့်ပေးထားတယ်ကျွန်တော်တို့ကြည့်လိုက်ရကြအောင်နော်။ဆိုတော့ဥပမာတစ်ခုနဲ့ပြောကြည့်အောင်နိုင်ငံရေးအရာအပေးယူပေါ့ဗျာ။တက်မတော်နဲ့အစိုးရဘက်ကရခိုင်တပ်တော် AA ကိုရခိုင်မြောက်ပိုင်းမှာရှေ့ချခွင့်ပြုလိုက်မယ်။တိုက်ပွဲတွေမဖြစ်တော့ဘူး။လက်ရှိဥပမာ KNU နဲ့တက်မတော်အပြစ်ကရက်စေးထားသလိုမျိုးပေါ့။အဲ့လိုမျိုးပေးလိုက်ရင်ရခိုင်မြောက်ပိုင်းမှာတိုက်ပွဲတွေမဖြစ်အောင်ရှော့ချနိုင်မယ်ထင်လား။ No တက်မတော်နဲ့အစိုးရကရောအဲ့လိုအပေးယူမျိုးကို AA ကိုလုပ်မယ်လို့ယူဆတာရှိလားကျွန်တော်တို့ကတော့ဒီသူတို့ရဲ့နိုင်ငံရေးအရဆိုပြောမယ်ဆိုမဲ့ဟာတွေကိုဒီနေရာကနေပြောဖို့တော့မသိတော့ပါဘူးတိုးတော်လေးပဲကျွန်တော်တို့ကစီးပွားရေးလုပ်ချင်လို့လည်းနဲ့ကင်ထားတာမဟုတ်ဘူးကိုယ်တိုင်းဒီဘောပိုင်တွေလုံးဝဖို့အတွက်ကျွန်တော်တို့ကလုပ်နေတာဖြစ်တယ်ဒါကြောင့်အခုနေရာတစ်ခုကလေးမှမင်းတို့တွားနေပါဆိုတဲ့ဟာမျိုးကကျွန်တော်တို့အနေနဲ့လုံးဝကိုသိလာလို့ရပါတယ်ဒါကတော့မဖြစ်နိုင်ဘူးတော့ဖြစ်နေကျွန်တော်တို့တိုင်းပြည်ကကြွရမယ်ကျွန်တော်တို့ပြည်သူတွေရဲ့လွတ်လပ်ခွင့်လုံခြုံမှုအထူးချာလာလို့ကျွန်တော်တို့ကလူသားတွေဖြစ်တာလို့ကိုနေရာလေးမှာတော့ထိုင်နေပါဆိုတဲ့ဟာတော့ဒါလုံးဝမဖြစ်နိုင်ဘူးအတိတ်တွေလည်းရှိပါဘူးဆိုလိုတာကဗိုလ်ချုပ်ပြောမှုတဲ့အတိုင်းပေါ့ဒီ Confederate ဆိုတဲ့ရည်မှန်းချက်အတိုင်းပဲဆက်သွားမယ်ဆိုတဲ့သဘောမျိုးလားကျွန်တော်တို့အများကြီးပေးဆက်ပြီးတိုက်ပွဲဝင်နေတာပဲကျွန်တော်တို့ရဲဘော်တွေအသက်တွေခံထားတယ်အများကြီးပေးဆက်တာလေဒီရော OAC တွေအကုန်လုံးယုံကြည်မှုတွေနဲ့ကျွန်တော်တို့ရက်ဒီပြီးမှဒုက္ခတွေကိုကြံ့ကြံ့ခံပြီးရက်ဒီနေကြတယ်ဆိုတာဒီစစ်တပ်နောက်ဆုံးနေ့တကုန်းကိုချင်းလို့တော့မဟုတ်ပါဘူးကျွန်တော်တို့ဆုံးရှုံးထားတဲ့ကျွန်တော်တို့လည်းပြန်ပြီးတိဆောက်ချင်လို့ကျွန်တော်တို့တိုက်ပွဲဝင်နေတာဖြစ်ပါကြားရနော်ကြားတဲ့အတိုင်းပဲနော်ကျွန်တော်တို့ကတောင်းဆိုနေတာမဟုတ်ပါဘူးကျွန်တော်တို့ကတိုက်ပွဲဝင်ပြီးမှလှုပ်ဆောင်နေတာဖြစ်ပါတယ်တော့တောင်းဆိုတယ်ဆိုတာကသူတို့ပြေးရင်ရမယ်မပြေးရင်မရဘူးကျွန်တော်တို့တိုက်ပွဲဝင်နေဆိုတာကပြေးချင်းချင်းမပြေးချင်းချင်းကျွန်တော်တို့ရတဲ့တယ်လို့ယုံကြည်တဲ့ဟာကျွန်တော်တို့ရဲ့မွေးရပါအခွင့်အရေးကိုမရရင်ရအောင်တိုက်သွားရမှာပဲညှိနှိုင်းလို့ရတယ်ဆိုရင်တော့ဒါကနှစ်ဦးနှစ်ဖက်အတွက်အကျိုးအရှိဆုံးကိစ္စရခိုင်လူမျိုးဆိုရင်ဗမာပြည်နိုင်ငံမှာပေါ်ခင်ကလေးကရာစုနှစ်ပေါင်းများစွာစောပြီးမှကျွန်တော်တို့နိုင်ငံတည်ပြီးအချုပ်ချာအာဏာပိုင်တဲ့ရည်ကြည်မှုမြင့်မာတဲ့လူမျိုးတစ်မျိုးဖြစ်ပါတယ်4ရာစုလောက်ကနေကိုယ်ပိုင်ရွှေတွင်းကားတွေကိုတွန်းလုပ်ပြီးမှကဘာနဲ့ပုံကွယ်လာခဲ့တဲ့တိုင်းပြည်တစ်ပြည်ဖြစ်ပါတယ်ရခိုင်တွေကဒီပြည်ထောင်တွေကိုစုပြီးမှကျွန်တော်တို့ကတည်ဆောက်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်ရခိုင်မှာဒေသမှာ Arakan ဒေသမှာဒီ Arakanese ပေါ်တော့ရခိုင်အဓိကပေါ့အဲ့ဒီတမျိုးတည်းနေခဲ့တာမဟုတ်ဘူးကျွန်တော်တို့မတူကွဲပြားတဲ့ဘာသာပြီးရင်လူမျိုးစုအသီးသီးတွေပေါ့ကျွန်တော်တို့မှာရှိခဲ့တယ်ရခိုင်ပြည်နယ်လက်ထက်ကလေးကအဲ့ဒီလူမျိုးစုအငယ်တွေပေါ်မှာကျွန်တော်တို့ကဒီကြုံပြုပြီးမှဖိနှိပ်အုပ်ချုပ်တဲ့အစဉ်လာကိုမလုပ်ဘူးကျွန်တော်တို့ကသူတို့ရဲ့ဒီနိုင်ငံရေးအဆင့်တန်းတဲ့အမျိုးသားရေးလက္ခဏာတွေကိုအသိမဲ့ပြုပြီးမှကာကွယ်ပေးတယ်စစ်တကောင်းတောင်တန်းဒေသမှာရှိတဲ့မသက်ထောင်ဖလန်ထောင်ဘူမင်းထောင်မရုံထောင်ဆိုတဲ့ထောင်တွေပေါ့တက်လူမျိုးရဲ့ပြည်ထောင်တွေလို့ခေါ်တယ်အဲ့ဒီပြည်ထောင်တွေကိုကျွန်တော်တို့ကစုထားပြီးမှတက်ထောင်ဖလန်ထောင်ဘူမင်းထောင်မရုံထောင်ဆိုပြီးမှအဲ့ဒီပြည်ထောင်တွေနဲ့စုထားတဲ့ရခိုင်ပြည်ထောင်စုနိုင်ငံဖြစ်တယ်ဒါဟာတိတိတော်တော်ပတိတရေမြို့ပြနိုင်ငံငယ်အဆင့်တော့မဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့မှာနိုင်ငံရေးအဆင့်တန်းလည်းမြင့်မားစွာရှိတယ်သူထက်နှစ်ပေါင်းရာစုပေါင်းများစွာစောပြီးမှရည်ကြည်မှုမြင့်မားတဲ့လူမျိုးတစ်မျိုးဟာသူတို့ရဲ့တိုင်းဒေသကြီးတွေနဲ့အခွင့်အရေးထက်တူလောက်သာရှိနေတဲ့အနေအထားပေါ်မှာဆိုရင်ဒါဖြစ်သိမဖြစ်သိစဉ်းစားကြည့်ပေါ့ဗမာပြည်ပြရှင်းတယ်နော်ကျွန်တော်ရခိုင်တွေရှော့ပြတယ်လို့ပဲနော်ခုကနေပြီးတော့ညလက်အောက်ကိုကြားရတဲ့ရှိမှနေပြီးတော့နော်ဒီလိုမျိုးနေပြီးတော့ကျွန်တော်တို့ရခိုင်လူမျိုးတွေကျန်ပေါ်ကိုရောက်နေတယ်နော်သူများလက်အောက်မှာနေပြီးတော့သူများကျွေးမစားရတဲ့ဘဝကျွန်တော်တို့ရခိုင်လူနော်ဒါနဲ့ကိုယ့်ရဲ့ကံကြမ္မာကိုဖန်တီးခွင့်ရအောင်ဆိုပြီးတော့နော်တိုက်ပွဲဝင်နေကြတဲ့ရေးပေါ်တွေနဲ့အတူတူကျွန်တော်တို့ရောက်နေတဲ့နိုင်ငံတွေမှာနော်ရခိုင်ဆိုတဲ့ဟာဒီမျိုးတိုင်းမှာနေပြီးတော့ကိုစီတောင်းကြီးရှိကြတယ်ကျွန်တော်တို့နော်ဒီတိုင်းနေတော့မရဘူးတရှိမှာနော်ကျွန်တော်တို့လည်းနေပြီးတော့ဒီကိုရှော့ရှာပြတဲ့လမ်းဆိုင်နဲ့ကျွန်တော်တို့ဒီစစ်လေးလုံးနဲ့နေပြီးရှင်းတဲ့တစ်တွေရှောက်ကြပါလို့ကျွန်တော်ပြောချင်တယ်နော်ဒီထိုင်တဲ့တိုင်းဒေသကြီးတွေကပထဝီအနေထားနဲ့အုပ်ချုပ်ရေးလိုအပ်ချက်ပေါ်မှာမူတည်ပြီးမှတိစောက်ထားတဲ့တိုင်းဒေသကြီးဖြစ်တယ်
ပြည်နေတွေအများစုကမတူညီတဲ့အမျိုးသားရေးလက္ခဏာအသီးသီးနဲ့သူ့ရဲ့လူမျိုးရေးလိုအပ်ချက်တွေပေါ်မှာဒီပြီးမှပေါ်ပေါက်လာတဲ့ပြည်နေတွေဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံကတဝူနဲ့တဝူသမိုင်းတောက်နောက်ခံတယ်မတူညီဘူးအမျိုးသားရေးလက္ခဏာတွေမတူညီဘူးအကုန်လုံးစနစ်မူတစ်မျိုးတွေနဲ့ပြဿနာတွေကိုဖြေရှင်းဖို့ဆိုတာမလွယ်ကူလာပါဘူးလက်တွေ့လည်းမဆန်ဘူးအဲ့ဒါကြောင့်မို့လို့လဲကျွန်တော်တို့နိုင်ငံကနှစ်ပေါင်း80မငြိမ်းချမ်းမှုဖြစ်နေတယ်ဒါလေမြန်မာ Federal ကိုတိစောက်တဲ့အချိန်မှာ symmetric federal ပုံစံမျိုးနဲ့တော့အလုံးမဖြစ်တော့ဘူးဒီ asymmetric ပုံစံမျိုးပေါ့အချိုးမညီတဲ့federal ကိုတိစောက်ပြီးမှပဲဒါအကုန်လုံးကအဆင်ပြေမယ်လို့ကျွန်တော်ကယုံကြည်ပါတယ်ကျွန်တော်တို့ရခိုင်အမျိုးသားတွေရဲ့သမိုင်းဖြစ်တည်မှုနဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးဆန္ဒမျှော်မှန်းတဲ့အနေအထားကိုတော့တေချာနားလေတယ်ဗမာအုပ်ချုပ်ရေးအောက်ကိုဝင်ပြီးမှကျွန်တော်တို့ကသူတို့ရဲ့တိုင်းဒေသတွေနဲ့မိငါမက်တော့အာနာဖွဲ့ဝယ်မှုအဆင့်တန်းလေးနဲ့တော့ကျွန်တော်တို့အဆင်မပြေဒါကျွန်တော်တို့ဖိုးပြီးပိုင်တဲ့နေမြေပဲဒါကျွန်တော်တို့သိမ့်ပါပဲသူပါပြောဗျာအင်္ဂါဂျိုကလာပြောရင်လည်းသိမ့်ပါပဲသိမ့်တာကတော့သိမ့်တာတော့မယုံမရှိနဲ့သိမ့်တာခုလက်တွေ့နော်စကမတ်တဲ့သားတွေကိုကြားချင်တယ်စောစောစစ်စစ်လက်ကြည့်ထောင်ကြလို့နော်မရှုပ်ပြတယ်လို့ပဲနော်မယုံမရှိနဲ့သိမ့်တာအကုန်လုံးကျုံးတာပဲနော်โอเคယုံမရှိနဲ့ကျွန်တော်ကတော့ဒီ Federal expert တော့မဟုတ်ဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ရခိုင်မျိုးသားတွေရဲ့သမိုင်းဖြစ်တည်မှုနဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးဆန္ဒမျှော်မှန်းတဲ့အနေအထားကိုတော့တေချာနားလေတယ်နောက်ဒီမြန်မာနိုင်ငံရဲ့လက်ရှိ Federal ပုံစံနဲ့လည်းနည်းနည်းလောက်နိုင်ရှင်ပြီးမှဆွေးနွေးခြင်းတယ်ဥပမာမြန်မာနိုင်ငံမှာဗမာတွေနေထိုင်တဲ့တိုင်းဒေသကြီးတွေရှိတယ်ဗမာတွေနေထိုင်တဲ့တိုင်းဒေသကြီးတွေကပထဝီအနေအထားနဲ့အုပ်ချုပ်ရေးလိုအပ်ချက်ပေါ်မှာမူတည်ပြီးမှတည်ဆောက်ထားတဲ့တိုင်းဒေသကြီးဖြစ်တယ်ပြည်နေတွေအများစုကမတူညီတဲ့အမျိုးသားရေးလက္ခဏာအသီးသီးနဲ့သူ့ရဲ့လူမျိုးရေးလိုအပ်ချက်တွေပေါ်မှာမူတည်ပြီးမှပေါ်ပေါက်လာတဲ့ပြည်နေတွေဖြစ်တယ်သူတို့ရဲ့ပေါ်ပေါက်လာပုံချင်းကမတူဘူးအခုလက်ရှိမြန်မာနိုင်ငံရဲ့ပြည်ထောင်စုဖွဲ့စည်းပုံအရာကဒီဒေသဆိုင်ရာအုပ်ချုပ်ရေးအနေအထားလိုအပ်ချက်အရာပေါ်ပေါက်လာတဲ့တိုင်းဒေသကြီးတွေနဲ့အမျိုးသားရေးအခြေခံပြီးပေါ်ပေါက်လာတဲ့ပြည်နယ်တွေကိုထပ်တူပြုပြီးမှ symmetric federal ပုံစံမျိုးကိုသူတို့ဖွဲ့စည်းထားတယ်ဟိုအချိုးညီ federal ပုံစံမျိုးပေါ့အကုန်လုံးကထပ်တူပဲဆိုပြီးမှထပ်တူပြုထားတယ်ကျွန်တော်တို့မြန်မာနိုင်ငံကတဝူနဲ့တဝူသမိုင်းတောက်နောက်ခံတယ်မတူညီဘူးအမျိုးသားရေးလက္ခဏာတွေမတူညီဘူးအဲ့ဒီလိုမျိုးပွဲပြတဲ့လူမျိုးပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုတစ်ခုကိုဒီအကုန်လုံးစနစ်မူတစ်မျိုးတွေနဲ့ပြဿနာတွေကိုဖြေရှင်းဖို့ဆိုတာမလွယ်ဘူးလားပါဘူးလက်တွေ့လည်းမဆန်ဘူးအဲ့ဒါကြောင့်မို့လို့လဲကျွန်တော်တို့နိုင်ငံကနှစ်ပေါင်း80မငြိမ်းချမ်းမှုဖြစ်နေတယ်လို့ကျွန်တော်နားလည်ဟုတ်နိုင်တယ်ပြီးရင်ဒီမြန်မာနိုင်ငံမှာကြတော့ကျွန်တော်တို့ရခိုင်လူမျိုးဆိုရင်ဗမာပြည်နိုင်ငံမှာပေါ်ခင်ကလေးကရာစုနှစ်ပေါင်းများစွာစောပြီးမှကျွန်တော်တို့နိုင်ငံတည်ပြီးအချုပ်ချာအာဏာပိုင်တဲ့ရည်ကြီးမှုမြင့်မာတဲ့လူမျိုးတစ်မျိုးဖြစ်ပါတယ်။သမိုင်းမှတ်တမ်းတွေအရဆိုရင်အထောက်ထားတဲ့အရဆိုရင်ကျွန်တော်တို့က400စုလောက်ကနေကိုပိုင်ရွှေတွင်းကားတွေကိုတွန်းလုပ်ပြီးမှကဘာနဲ့ပုံွယ်လာခဲ့တဲ့တိုင်းပြည်တစ်ပြည်ဖြစ်ပါတယ်။ဒီလိုဆိုတော့ကျွန်တော်တို့ရဲ့လွတ်လပ်ခွင့်တိုးတက်လာခဲ့တဲ့ရည်ကြီးမှုအဆင့်တန်းတွေကိုကျွန်တော်တို့ကအမြဲတမ်းတန်ဖိုးထားတဲ့ဒီလိုမျိုးတိုးတက်ပြီးမှငြင်းချမ်းစွာနေထိုင်လို့တဲ့နိုင်ငံရေးဆန္ဒတွေကျွန်တော်တို့မှာရှိတယ်။အဲ့လိုမျိုးသူတို့ထက်နှစ်ပေါင်းရာစုပေါင်းများစွာစောပြီးမှရည်ကြီးမှုမြင့်မာတဲ့လူမျိုးတစ်မျိုးဟာသူတို့ရဲ့တိုင်းဒေသကြီးတွေနဲ့အခွင့်အရေးထက်တူလောက်သာရှိနေတဲ့အနေအထားပေါ်မှာဆိုရင်ဒါဖြစ်သိမဖြစ်သိစဉ်းစားကြည့်ပေါ့ကျွန်တော်တို့ကတော့နော်ကျွန်တော်တို့ရခိုင်ရွှေတန်းကားငွေတန်းကားတွေတောင်းလာတဲ့လူမျိုးတစ်မျိုးကနော်ကိုချီကိုနဲ့နေလာတဲ့လူမျိုးတစ်မျိုးကပူပါနေပြီးတော့နော်သူများနိုင်ငံသွားပြီးတော့အလုပ်တွေလုပ်နေရတဲ့အချိန်နော်ကျွန်တော်တို့ကနေပြီးတော့သူများနိုင်ငံဒီထိုင်းတို့မလေးတို့စင်ကာပူတို့အမေရိကတို့ဆိုတာကျွန်တော်တို့ရခိုင်လူမျိုးတွေကဘာနဲ့သွားရမလဲဆိုရင်အလီအပက်တွေပြောဝေးသွားမယ်ရှိတယ်အဲ့ဒါပေါ့နော်အလုပ်ကိစ္စနဲ့သွားတဲ့ဟာမျိုးနော်ပြောပြစားထွက်တဲ့ဟာမျိုးစီပေါ်ရေးနဲ့အဲ့လိုပေါ့နော်အဲ့လိုပဲသွားရမယ်ရှိတယ်အခုကနေပြီးတော့နှစ်ပေါင်းများစွာနေပြီးတော့သူများနိုင်ငံမှာနေပြီးတော့အလုပ်လုပ်ရတဲ့ကွာရှိတယ်နော်ဒီလောက်ထိနေပြီးတော့ဒီကိုတီကိုနဲ့နေလာတဲ့လူမျိုးနော်ဒီချိန်မှာနေပြီးတော့ဒီသူများလက်အောက်ကိုရောက်တဲ့အရှိပါနော်ကျွန်တော်တို့ဒီမျိုးတွေတကယ်ဆိုတော့ကျွန်တော်တို့ဒီမျိုးတွေကနေပြီးတော့ဒီကိုချမ်းသာကြွယ်ဝတဲ့လူမျိုးတစ်မျိုးရလိုက်ရတယ်နော်ခေတ်စစ်ဆက်ကနေပြီးတော့ဒီ
ခေါင်းဆောင်ပိုင်းတကောင်းထင်းနေဆိုရင်ကျွန်တော်တို့ရခိုင်လူမျိုးကနေပြီးတော့ဒီကိုတီကိုနဲ့ကိုနိုင်ငံနဲ့နေပြီးတော့နော်ကဲတိုးတဲ့နိုင်ငံတော်ကြီးတစ်ခုဖြစ်နေတယ်အားနိုင်ငံဆိုနော်သူရှိမှာတော့သူများလည်းအောက်ထိရတဲ့ရှိမှာကျွန်တော်တို့ရခိုင်လူမျိုးတွေပုံဆူဆူစစ်စစ်နဲ့နေပြီးတော့ပြန်သင်ပြီးတော့ကျွန်တော်တို့ပြန်တန်းလို့ရှိတယ်နော် အဲ့ဒီမှာပြစရာလည်းရှိပါသေးတယ်ဥပမာမွန်လူမျိုးတို့ကရီနီတို့ပေါ့ကရီနီတို့ဆိုရင်လည်းဒီမြန်မာနိုင်ငံမပေါ်ပေါက်ခင်ကတည်းကပေါ့မြန်မာနိုင်ငံဆိုတာလက်ရှိပေါ့လွတ်လပ်ရေးမရခင်ကတည်းကသူအင်္ဂလိပ်ခေတ်တွေမှာကတည်းကသူရဲ့အချုပ်အခြာအာဏာပိုင် data တစ်ခုဖြစ်ပါတယ်အချုပ်အခြာအာဏာပိုင် great entity တစ်ခုပေါ့အဲ့ဒါမွန်ဆိုရင်လည်းသူရဲ့နိုင်ငံတစ်ခုဖြစ်တယ်ရှစ်ကြတဲ့နိုင်ငံတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်အဲ့ဒီမှာဒီပင်လုံစာချုပ်ချုပ်ဆိုတဲ့အချိန်မှာတောင်မှဥပမာချင်းပြည်ကချင်ပြည်ရှမ်းပြည်အဲ့ဒီမှာတော့အခွင့်အရေးနဲ့ဒီခွဲထွက်ပိုင်ခွင့်တွေကိုပေါ်ပြထားတဲ့အစိတ်ပိုင်းတွေမတူသေးပါဘူးเนาะဒါကြောင့်ပင်လုံစာချုပ်တစ်ခုတည်းကိုကြည့်ရင်တော့မှရှမ်းပြည်ရဲ့အမျိုးသားရေးလက္ခဏာနဲ့သူ့ရဲ့ data ဆိုင်ရာအခြေအနေပေါ်မှာမူတည်ပြီးမှဒီအနေအထားကွဲနေတာကိုတွေ့ပါလိမ့်မယ်ခွဲထွက်ပိုင်ခွင့်ဆိုတာတော့အဓိကတော့ရှမ်းတွေအတွက်ရည်ညွှန်းတယ်လို့ကျွန်တော်နားလည်တာပါတယ်ကျွန်တော်လေ့လာမိကြတော့ပေါ့ဖြစ်အဲ့ဒီတော့ကဒီပင်လုံစာချုပ်လက်မှတ်ထိုးတဲ့အချိန်မှာဒီရှမ်းကောင်းဆောင်တွေမြန်မာကောင်းဆောင်တွေက1919လောက်ကဒီ USSR ကိုစတင်တည်ထောင်တဲ့အချိန်မှာလုပ်ခဲ့တဲ့စနစ်တွေကိုကိုးကားပြီးမှအဲ့ဒီမှာနည်းနည်းလောက်ပုံစံဖော်ခဲ့တဲ့သဘောမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဥပမာကချင်ပြည်ကိုဗမော်ဒေတာတွေကိုထည့်လိုက်မယ်ဆိုရင်သူ့ကိုပုံမှန်အုပ်ချုပ်ခွင့်ရတဲ့ပြည်နယ်ဖြစ်သတ်မှတ်ပေးမယ်ဒါပေမဲ့ခွဲထွက်ပိုင်ခွင့်နဲ့မသက်ဆိုင်သေးရဆိုတဲ့ဟာမျိုးတွေပြောထားခဲ့တယ်ရှမ်းပြည်ကြတော့ခွဲထွက်နိုင်တယ်ဆိုတဲ့ဟာပဲရေးထားတယ်။ဒါကြောင့်ဒီမြန်မာ Federal ကိုဒီဆောက်တဲ့အချိန်မှာ symmetric Federal ပုံစံမျိုးနဲ့တော့အလုံးမဖြစ်တော့ဘူးဒီ asymmetric ပုံစံမျိုးပေါ့အချိုးမညီတဲ့Federal ကိုဒီဆောက်ပြီးမှပဲဒါအကုန်လုံးအတွက်အဆင်ပြေမယ်လို့ကျွန်တော်ကယုံကြည်ပါတယ်Confederation လို့ခေါ်တဲ့အသုံးအနှုန်း Federation လို့ခေါ်တဲ့အသုံးအနှုန်းတွေကတော့အဓိကသူကဘယ်လိုပဲခေါ်ပါသူရဲ့အာဏာခွဲဝေမှုနဲ့အခွင့်အရေးပုံမှာပဲမူတည်ပါတယ်ဘယ်အတိုင်းအတာထိပြည်နယ်တစ်ခုရဲ့အခွင့်အရေးနဲ့အာဏာခွဲဝေမှုအကန့်အသတ်ကဘယ်လောက်ရှိမလဲဆိုတဲ့ပုံမှာပဲမူတည်ပြီးမှအဲ့ဒီပြည်ထောင်စုရဲ့အနှစ်သာရဆိုတာကပြောလို့ရမှာပါဒါကြောင့်တချို့ကတော့ Federal လို့ခေါ်ပေမဲ့ဒီဘ ਹੁ အစိုးရကအကုန်လုံးကိုကင်ထားတဲ့ဟာလည်းအများကြီးရှိမယ်တချို့ Federal ကြတော့လည်းသူအာဏာတွေကိုအများကြီးပေါ့လက်ကျန်အာဏာတွေကိုအကုန်လုံးကင်ထားတဲ့ဟာတွေလည်းအများကြီးရှိပါဘူးရန်ကောင်းပါတယ်နော်ဒီလိုဆို interview တော့စီစဉ်နေတယ်နေပြီးတော့ဒီတော့ကမှနေပြီးတော့နားထောင်လို့မဟုတ်ဘူးလေ့လာမှုတွေအရင်ကောင်းတယ်နော်ပြောမယ်ဆိုရင်ကိုရှို interview စီစဉ်နေကြည့်ပြတဲ့နေပြီးတော့နော်ဒီကိုပြောမယ်ဆိုရင်အထူးယူဆရာစကလုံးတွေကနေပြီးတော့အများကြီးရှိတယ်ကျွန်တော်လည်းမျိုးတွေကိုရှို interview စီစဉ်နေတယ်လေ့လာနားထောင်ကြည့်နော်အရင်နေပြီးတော့အထူးယူမဲ့စကလုံးတွေအများကြီးရှိတယ်ကိုရှို interview စီစဉ်နေမှာလေကောင်းတော့ကြည့်လို့ကြာနော်